ရှောက်လန်းရလူဘဝလန်းခီတရှောက်ဝေမတည်ငြိမ်တဲ့ဖြစ်ပျက်သဘောတွေပဲဤလူရအစိုးကောင်းများရဲ့ကြလေဆုံတွေ့စဉ်လေးများသိတူတယ်ကိုရွေးချယ်တဲ့လမ်းကိုရှောက်နေတဲ့ခရီးဘယ်သူတွေအမှားနဲ့အမှန်ဘယ်လိုပင်ဝေဖန်သုံးသပ်မလဲဒီတနေ့ကအစိုးကောင်းများရဲ့အဖြစ်တွေညအိမ်ရလက်ကလေးနှစ်ဖူးပေါ်တင်ပြန်တွေးကြည့်မိရဲ့လားလို့လဲမထင်လောက်ခဲ့သမျှအမှားလို့လဲပဲမမြင်ငါဒီဟုခဲ့တော့အဆွေမြင်ဝါတာတင်ပဲလို့ငြိမ်းချမ်းရာတင်ပါရီပြင်းစင်ထားတင်တယ်လေ